Hello everyone, my name is San. This video is about protecting yourself from fraud and scam. I will speak in Burmese. အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာများကတော့ electronic ပစ္စည်းများကိုအသုံးပြု၍လိမ်လည်သူများထံမှသင်ကိုယ်တိုင်ကာကွယ်နည်းများဖြစ်ပါတယ်ကျွန်တော်တို့ဒီဖုန်းနဲ့ကွန်ပျူတာများကိုနေ့စဉ်နေ့တိုင်းအသုံးပြုကြပါတယ်၎င်း electronic ပစ္စည်းများကိုအသုံးပြုပြီးတော့လိမ်လည်သူများကသင်ကိုမျက်နှာချင်းဆိုင်ရာမလိုဘဲနဲ့သင်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်များအားလုံးကိုခိုးယူနိုင်ပါတယ်၎င်းနောက်ကျွန်တော်တို့ဒီမိသားစုမိတ်ဆွေတငယ်ချင်းများနဲ့ဖုန်းကွန်ပျူတာများကိုအသုံးပြု၍စကားပြောရုံဒီတာမှာကမိမိကိုယ်ပိုင်စီးပွားရေးသို့မဟုတ်ငွေကြေးလွှဲပြောင်းမှုများလှုပ်ဆောင်ရန်အသုံးပြုကြပါတယ်၎င်းနောက်လိမ်လည်သူများဒီ email ပို့ခြင်းစာပို့ခြင်းဖုန်းခေါ်ခြင်းများကိုအသုံးပြု၍လိမ်လည်သူများ၏အဓိကလိုအပ်သောသင်ရဲ့အချက်လက်များအားလုံးသည်သင်၏ဖုန်းကွန်ပျူတာထဲတွင်ရှိပါသည်ထို့ကြောင့်သင်နဲ့သင်မိသားစု၏သတင်းအချက်လက်များကိုလိမ်လည်သူများထံမှကာကွယ်ရန်အောက်ပါအချက်လက်များကိုလိုက်နာပေးပါသင်၏ password ကိုလျှို့ဝှက်ထားပေးပါ online တွင်သင်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်များကိုမဖော်ပြပါနဲ့သင်၏ဖုန်းကွန်ပျူတာများကိုမိသူကိုများမကင်ခိုင်းပါနဲ့သင်မသိသော link များကိုမဖွင့်ပါနဲ့မနှိပ်ပါနဲ့သင်မသိသောသူများထံမှ email ရပါကမကြည့်ပါနဲ့သင်၏ရမောင်းလိုက်စင်နံပါတ်မွေးစရင်မွေးတက်ကရက်ဘဏ်နံပါတ်အကောင့်များကိုမိသူကိုများထံမပြောပြပါနဲ့တခါတရံတွင်လိမ်လည်သူများသည်တင့်ပန်သို့မဟုတ်တရားဝင်အဖွဲ့အစည်းတစ်ခုမှဟူဟန်ဆောင်ကလိမ်လည်ကြပါသည်၎င်းနောက်လိမ်လည်သူများသည်တင့်ကိုငွေကြေးလက်ခံရရှိရန်ရှိသည်သို့မဟုတ်မယုံနိုင်လောက်သောအခွင့်အရေးများရှိကြောင်းပြောပြလာတတ်ပါသည်လိမ်လည်သူများသည်လူတအုပ်ကိုချင်းကပ်ရာတွင်နည်းအမျိုးမျိုးအသုံးပြုကာလိမ်လည်ကြပါသည်သင်နှင့်သင်မိသားစုကာကွယ်ရန်လိုက်နာရမည့်အချက်များသင်မသိသောသူများထံမှငွေကြေးသို့မဟုတ် gift voucher များကိုမပို့ပါနဲ့သင်ရဲ့ဘဏ်အကောင့်နံပါတ်များကိုဖုန်းမတဆင့်မိသူကိုမှမပြောပြပါနဲ့ဖုန်းမတဆင့်ဝန်ဆောင်မှုသို့မဟုတ်ကုန်ထုတ်လုပ်မှုအတွက် register များပြုလုပ်ခြင်းများရှောင်ကျဉ်ပေးပါ email သို့မဟုတ် message များမှာရရှိသော link များကိုမဖွင့်ပါနဲ့သင်မသိဘူးသောဖုန်းနံပါတ်ခေါ်